မင်္ဂလာပါရှင်လူကြီးမင်းတို့ရဲ့အိမ်မှာရုံးမှာလုပ်ငန်းမှာလျှက်စင်ပြီးပြဿနာကိုဖြေရှင်းဖို့အရေးသွေးပြည့်မီတဲ့ Green Energy System ကိုရှာနေမယ်ဆိုရင်ညီမတို့ရဲ့အခင်ဆိုလာပတင်ရှိုးရုံးကိုအရောက်လာခဲ့လိုက်တော့နော်အိမ်သုံးအတွက်ဆိုရင် Sanadi, Yugan Power, Solar Carry Brand တွေရှိပြီး3 kW ကနေ11 kW အထိစိတ်ကြရွေးချယ်လို့ရတယ်လို့အလတ်စားနဲ့အကြီးစားစက်ရုံလုပ်ငန်းတွေအတွက် Yugan Power ရဲ့20 kW မှစပြီး50 kW အထိ 3-bit hybrid inverter တွေကိုစိတ်ကြရွေးချယ်လို့ရပါတယ်ရှင်။ Solar, Battery, Inverter အတွက်ဆက်နဲ့ Installation မှာအပြီးအစီးတက်ဆင်ခြင်းသူတွေအတွက်အင်ဂျင်နီယာများနဲ့တိုင်ပင်ပြီးစိတ်ကြရွေးချယ်နိုင်တဲ့အပြင် Brand ရော Alpha ဆေးစားပေးပါပြေဝတာဝန်ယူပေးထားတာမို့ပသိမ်မျိုးအများကျုံးသာအိမ်ရရွှေမင်္ဂလာလမ်းမှာရှိတဲ့ညီမတို့ရဲ့အခင်ဆိုလာပသိမ်ရှိုးရုံးကိုလာရောက်လေ့လာဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင်။ online ကလေ့လာခြင်းနဲ့မိတ်ဆွေများအတွက်လည်းညီမတို့ရဲ့ Facebook page TikTok page များကနေဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။